ကယ်လိုဘန်းကဘာကြောင့်အစီတွေကျစေတာလဲဆိုလို့ရှိရင်သူ့ထဲမှာပါတယ်ဂါဇီနီယာကမ်ဘောဒီးယားဆိုတဲ့အသီးကနေထုတ်လုပ်ထားပဲဖြစ်ပါတယ်အဲ့ဒီအသီးထဲမှာပါတယ် HCA လို့ခေါ်တဲ့ Hydroxy citric acid ဆိုတာကဒီအစီတွေကိုပေါ့နော်ရောကြသွားစေဖို့ရအတွက်အဓိကလှုံ့ဆော်ပေးပါတယ်လေ့လာတွေ့ရှိမှုတွေအရ it inhibit fat synthesis and bias suppress appetite လို့ကိုပြောပါတယ် HCA ကဘယ်လိုမျိုးအလုပ်လုပ်ပေးတယ်လဲဆိုလို့ရှိရင်ဒီစားလိုက်တဲ့အစားအစာတွေကနေပြီးတော့ပေါ့နော်ပိုရှန်တဲ့ကာဗွန်ဟိုက်ဒရိတ်တွေကိုဒီအဆီအဖြစ်ပေါ့နော်ပြောင်းလဲသွားဖို့ရအတွက်လုပ်ပေးတဲ့ဒီအင်ဇိုင်းကိုပေါ့နော်သူကသွားပြီးတော့တားပြီးတဲ့အတွက်ကြောင့်မလို့ဒီခန္ဓာကိုယ်ထဲမှာအဆီတွေရှိမနေအောင်လုပ်ပေးတာပဲဖြစ်ပါတယ်နောက်ပြီးမကောင်းတဲ့ကိုလက်စတရောတွေထုတ်လုပ်တာကိုလည်းတားဆီးပေးပါတယ်နောက်ပြီးအဲ့ဒီ HCA ကဒီခန္ဓာကိုယ်မှာပေါ့နော်ဆီရိုတိုနင်ကိုမြင့်တက်စေပြီးတော့အစာစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်လူကိုစိတ်ပျော်နေစေပြီးတော့ဒီအစာမစားလို့ဆိုပြီးတော့ပေါ့နော်စာလောင်တဲ့စိတ်ခံစားချက်ကိုလျော့ကျသွားစေပါတယ်အဲ့လိုမျိုးပေါ့နော်အစာကိုခံနိုင်ရှိတော့ကြတော့လေစိုးရင်စရာရှိတာကအစာအိမ်ကိုထိခိုက်မှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ HCA ကကာဗွန်ဟိုက်ဒရိတ်မက်တာဘောလစ်ဇမ်မှာပါတယ်တခြားအင်ဇိုင်းတွေပေါ်မှာလည်းတက်ရောက်စေတဲ့အတွက်ကြောင့်မလို့အစာအိမ်နဲ့ဥလန်းချောင်းပြဿနာတွေကို